Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ Olympic Channel ပြန်ကြိုဆိုလိုက်ပါတယ်ဒီစက်ကွန်ရှမိုင်ရဲ့ဒီပထမတစ်ခန့်တစ်ပုတ်ကတော့ Treasure Within You ကတော့ကျွန်တော်ဒီမှာ YouTube Channel မှာထားပြီးပါပြီဒီမှာဒုတိယတစ်ပုတ်နဲ့ဒီဆောင်းရဲ့ဒုတိယအခန့်ပေါ့Chapter 2ဖြစ်တဲ့အခန့်မှာခေါင်းစဉ်လေးကတော့ဒီမှာ Chapter 2အနေနဲ့ကတော့ပထမChapter 2အနေနဲ့ကHow your my work ဖြစ်ပါတယ်ဒီ How your my work ဆိုတော့ဒီခင်ဗျားစိတ်ကဘယ်လိုလုပ်လို့လဲပေါ့ဗျာပြောချင်တော့ဒီမသိစေဘယ်လိုလုပ်လို့လဲပေါ့ဒါလေးကိုသူသင်ပတ်ထားဖြစ်ပါတယ်ဒီလူ့ဘဝမှာပိုင်ဆိုင်ထားတဲ့အထက်မှာတန်ဖိုးရှိဆုံးအရာပြပါဆိုရင်ကျွန်တော်တို့ဒီလုံးဝဒီ pressure possession ကျွန်တော်ရဲ့စိတ်ပါပဲဒီစိတ်တွေမှာသိစေနှမျိုးရှိရပါအဲ့ဒီမှာဒီကျွန်တော်တို့လုံးဝ amazing power အောက်ဖြစ်တဲ့ power တွေကိုပိုင်ဆိုင်တာဘလို့ဒီမသိစေကိုအသုံးချတဲ့အချိန်မှာဘလို့သုံးချလို့သိတဲ့အချိန်မှာအဲ့ amazing power ကိုပိုင်ဆိုင်မှုရမှာပါအဲ့တွေ့လေဒီ channel မှာဒီစောက်နဲ့ပတ်သက်တဲ့အသိဉာဏ်ဘုရားဒိုးရင်းတို့ရှင်တွေကိုဒီမှာတင်ပြီးစကူရတာနဲ့ဒီမှာအခန်းကို deposit ပြီးတော့တင်ဖို့တွေ့ဒီမှာလောက်ထားပါတယ်အဲ့တော့ညီမနေကိုယ်မိတ်ဆွေပေါင်းနေနဲ့ဒီဗီဒီယိုကြည့်နေဘဝတစ်ခုအတွေ့အခေါ်တစ်ခုရောက်ပြီးတော့ဘဝလမ်းကြောင်းမှာအခက်အခဲတွေကိုဖိစင်ဖိုင်လုံးနေပြီဆိုရင်ဗီဒီယိုတင်ရရုံနှပ်ပါပြီဗီဒီယိုလေးကို like subscribe လုပ်ဖို့မမေ့ပါနဲ့ဟုတ်ဒီတိစိတ်ဆိုတဲ့ပန်အောင်ပြီးခဲ့တဲ့ဘက်ကပြောရမှာပါပါတယ်ပေါ့သူကဒီအပေါ်ရင်စိတ်ပေါ့ဗျာရေကေတုံးကြီးတုံးဒီပင်လေကြီးမှာမျောနေတဲ့အချိန်မှာအပေါ်မှာပေါ်နေဟာလဲအောက်မှာနစ်နေပန်ပေါ်ကြီးပေါ့ဒီမှာလဲတိစိတ်ဆိုတာသူ့မှာအင်အားသိမ့်မရှိပေါ့ပါဝါမရှိပေါ့မတိစိတ်ဆိုတော့တော်ကြီးဒီပါဝါပြင်းတာပေါ့မတိစိတ်ဆိုတာဒီလုံးဝဒီကိုမှရှိတဲ့ habitually တော့ရလုံးဝနစ်မြုပ်တော့ပဲတနေ့တွေးတော့လာတဲ့ဥမာဒီတဘဝတည်းမကောပြီးခဲ့ဘဝပေါင်းများစွာတွေးတော့လာတဲ့တွေးပေါင်းများစွာကျွန်တော်ဒီမသိစိတ်မှာနစ်မြုပ်နေပါတယ်ဒီဗုဒ္ဓဘုရားဟောတဲ့နည်းနဲ့ကျင့်နေတာဘဝင်စိတ်ပေါ့ဗျာဘဝပေါင်းများစွာပါလာတဲ့ဘဝင်စိတ်တွေမှာအကုန်တုံမိထားလေးရှိရအောင်ဗျာဒီဟာကိုလက်တွေ့စမ်းသပ်ရှင်နေဆိုရင်မိတ်ဆွေပေါင်းနေနဲ့ဒါစမ်းသပ်လို့ရပါတယ်ဆိုပါစို့ပေါ့ဗျာကိုဘဝမှာငယ်ကလေးက2နှစ်အရွယ်တုန်းကကိုမှတ်မိနိုင်တယ်လို့မမှတ်မိနိုင်တော့အဲ့2နှစ်တုန်းကဟာလေးမမှတ်မိနိုင်ဘူးဆိုမဲ့ဒီအိမ်မွေးရှောက်ဤပညာသုံးပြီးတော့ကို2နှစ်တုန်းကဘေးရှင်မှာဘာလုပ်ခဲ့ဆိုပြန်မေးလို့ရပါတယ်အဲ့လောက်ထိတော့ဒီမသိတဲ့နောက်ဆုံးဒီတဘွားတယ်မဟုတ်ဗျပြီးခဲ့ဘွားကဘာဖြစ်ခဲ့ဆိုတာပါပြန်မေးလို့ရပါတယ်ဒီလောက်ထိသူစောင်းအောင်ကြည့်ပါအဲ့တွေ့လေဒီစောင်းလေးကိုဒီမသိစိတ်အကြောင်းတွေမှာပြောပြထားတယ်ဒီမသိစိတ်ဆိုတာဒီအကုန်လုံးကျွန်တော်ရဲ့ဒီစိတ် emotion အားလုံးရဲ့အဓိကပိန်တိုင်ဖြစ်ပါတယ်ပြီးတော့ဒီစိတ်ကအကုန်ဖန်နေနိုင်ပါဗျာ credit လုပ်နိုင်တယ်အကုန်ဒီတရားဖြစ်ပေါ့လေဥမာအကုန်ဖန်တီးနိုင်ပါဗျာမသိစိတ်တစ်ခုကဒီစိတ်ကူးတစ်ခုကသူလက်ခံလိုက်မယ်ဆိုရင်သူကအဲ့စိတ်ကူးသူထုတ်လို့ဖို့စတင်ပါလိမ့်မယ်ဘေးစိတ်ကူးဖြစ်ပေါ်ကကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်သူလုံးဝကို idea ဖြစ်ပဲ idea ပဲသူကဒီတိုင်းပြန်ပြီးတော့သူ result ထုတ်လို့ပေးလို့ဒါဒီ law of attraction ဟိုမှာ law of command နဲ့လည်းသူကလုံးဝကိုက်နေပါတစ်ပင်ရှိုးရပင်စိုက်ရင်တော့ဒီမှာရှိုးရသည်ခုဆိုပြီးတော့ခါတဲ့ပင်စိုက်ရင်တော့ဒီမှာခါတဲ့သည်ကိုကခုဆိုမှဖြစ်ပါတယ်အဲ့တော့ဒီမှာအဲ့ဆိုငယ်ငယ်တော့ကိုလူဘွားကြီးပြောင်းနေတယ်ဆိုရင်ကိုယ့်ဒီတော့ကိုအရင်စပြောင်းလို့လို့ပါမသိစိတ်ထဲမှာဝင်နစ်မြုပ်နေမဲ့ဒီတော့ရပေါ့ဗျာဒါတွေကကိုကမသိလိုက်မိပါနေတိုင်းအတွေးတွေမှာနှိမ့်မြုပ်တော့မကောင်းတာတွေးရင်လည်းဟို result ကလေးတွေparasite တွေရလာဖို့ပါရပါတယ်ကိုကောင်းတယ်မှာပြီးရဒီဟိုမှာအောင်မြင်ပေါ်ရှင်နဲ့အတွေးတွေပဲထည့်ထားနိုင်မှာဆိုဒီမသိစရာအမြင်ကိုပေါ့ဒါရွေးပေးပါလိမ့်ဒီဘက်ကိုမြင်ရတဲ့အပိုင်းမဟုတ်တဲ့ခါကျလူကမမြင်ရတဲ့ဟာကလက်မခံဘူးဆိုရင်လေဒီလောကကြီးမှာလက်ခံတာအကြောင်းမရှိပါဘူးဥပမာနဲ့ပြောရရင်ကျွန်တော်ဒီခုလျှက်စစ်ကို
မမြင်ရဘူးဆိုတော့မယုံလို့မရနိုင်ပါဘူးအော်လျက်စီလှုပ်ထားတဲ့ကျိုးတပင်ကိုငါမမြင်ရဘူးဆိုကန်ကြည့်ရင်အသက်အန္တရာယ်ထိခိုက်နေပါအဲ့တော့ဒီမမြင်ရတဲ့အရာကိုပို့ပြီးတော့ဆောင်းအားရှိရဆိုတဲ့သဘောဒါလောကရဲ့သဘောပြရပါတယ်နောက်အနည်းဆုံးဥမာကြည့်လို့ရပါတယ်အော်လေတိုက်တာကိုမမြင်ရပါဘူးဒါပေမဲ့မမြင်ရမယ်အဲ့လေဟာအကုန်တိုက်တာတွေအိမ်တွေအကုန်လုံးကိုဖြစ်စီနေဆောင်းအားရှိပါတယ်အဲ့တိုင်းပေါ့သူကဒီမှာလဲစက်ကောင်ရှောင်းမိုက်ဆိုတာဒီမျိုးသူကမမြင်ရတဲ့ပိုင်းမှာရှိမယ်သူအရန်ဆောင်းအားကြီးပါကျွန်တော်တို့ဘဝတွေကိုအကုန်ကန်လောက်နေဖြစ်စီအောင်ကောင်းမွန်အောင်ဒီမျိုးဖန်နေနေပါဒါပေမဲ့ဒီမသိတဲ့ကိုခိုင်းတိုင်းတော့ကျိုးပေါင်းများတော့ပေါ့ကိုကဘာဖြစ်ရှင်လဲပေါ့ဖြစ်ရှင်အကုန်လုံးသူဖန်နေနေပါလိမ့်မယ်ဒီ idea တစ်ခုကို impress ထည့်လိုက်ပြီဆိုရင်သူကဒီမသိတဲ့ဘယ်လိုလုပ်လဲဆိုအဲ့တော့ reaction နဲ့ပြန်ပြီးတော့သူတုံ့ပြန်တာပေါ့မသိတဲ့လက်ခံပြီးကျွန်တော်တို့ပြန်ပြီးတော့ထုတ်လုပ်ပေးတာပေါ့ကောင်းတဲ့ဒီမှာတော့ဒီဘယ်ဟာပဲထည့်လိုက်ပေါ့ဒီမှာနောက်တစ်ခုကသူကဘယ်လိုတင်ပြတာလဲဆိုတော့နောက်တစ်ခါမှာတော့ဒီလူဘဝတစ်ချောင်းလုံးမှာလူရဒီ lot of nature ပေါ့ခုနဓာတ်တွေကိုကိုယ်စိတ်ထဲမှာရှိတော့မသိဘဲနဲ့ဒီလုံးဝတက်တည်သွားတာအများကြီးရှိပါဗျဘာမှကိုမှဒီစွမ်းရင်ရှိရမသိခဲ့နဲ့ပေါ့ဒီအားကြတော့နည်းနည်းလူတွေဘဝပါမီနဲ့ဆိုင်တာပေါ့ဒီမသိစိတ်နဲ့သိစိတ်ရဲ့ကွာချက်ကတော့သူကဒီခုနပြောပြလို့ပဲပါသူကဒီသိစိတ်ကတော့အပေါ်ရံမှာချနေတဲ့ဟာပဲပေါ့ဥမာဘေကိုကဒီသိစိတ်ဆိုတော့ဥမာဆိုးကျိုးကောင်းကျိုးတွေအကုန်သိနိုင်တယ်သိစိတ်ကမသိစိတ်ကတော့အဲ့လိုမသိဘူးဒါဆိုးတာလားကောင်းတာသူလုံးဝခွေးချောက်ဝေဖန်မှာမဟုတ်ဘူးဗျသူကမသိစိတ်တွေကိုသိစိတ်တစ်ဆင့်လူရောက်သွားပါသိစိတ်ကဒါကောင်းတယ်သူပြောရင်သူကောင်းတယ်သူလက်ခံပါအဲ့တဘောနဲ့သူကသွားတာပါဒီမသိစိတ်ဟာခဏမှရှိအောင်လည်းဒီ digestion စာကြည့်စနစ်တွေခဏရဲ့ function ကိုလုံးလည်းသူကပဲလုပ်ပေးနေတာပေါ့အဲ့ပေါ့ဘာလို့ဆိုကျွန်တော်အိတ်နေချိန်မှာလည်းစာကြည့်စနစ် auto လေးပတ်နေတက်ရှူခြင်းကလည်းဒါလည်းမသိစိတ်နဲ့လုပ်နေတာပေါ့အကုန်လုံးကတော့ဒါဒီမသိစိတ်ကိုကဒီမှာလိုနေမှာတော့ဒီခိုင်းဖို့တော့သူကဘယ်နည်းနဲ့သုံးမလဲဒါတော့နောက်ခန်းမှာသင်းချင်းပါလိမ့်မယ်ဒီခန်းမှာတော့ဒီစိတ်ဟာဘယ်လို how your mind works ဆိုတဲ့ဒါလေးကိုဒီကတိတ်တော့ဥမာဖြည်းဖြည်းသွားကြပါဗျာတနေ့တည်းလည်းပကံဘယ်မှမပြည့်လို့ပါဘူးအဲ့ဒီ second shot ကိုဘယ်လိုတတိယပါရဖို့တဲ့ဘာလို့မလဲဆိုတော့ခင်ဗျားတွေးလိုက်တဲ့အတွေးတွေကဒီကျွန်တော်တို့ခင်ဗျားတို့တွေးလိုက်တာကောင်းလား bad ဆိုးလားပေါ့အမ false လား true လားပေါ့ဒါကိုအမြင်စီစစ်ဖို့လို့ဒီအဲ့လိုစီစစ်ပြီးတော့ထည့်လိုက်တဲ့အချိန်မှာတော့အဲ့ကောင်းတဲ့တွေးတွေများထည့်နေမှာဆိုတော့ဒီကိုယ့်ရဲ့ရလဟာလေလုံးဝ happy thought ဒါမျိုးဖြစ်လာမှာပဲဒီစိတ်ပညာရှင်နဲ့ချားလူတွေကဘာကိုဆောင်းရဆိုတော့မယုံတဲ့နယ်လူတွေသူစမ်းတတ်ကြည့်ပဲအောင်ပါအဲ့ဒီ hypotate လို့ခေါ်တဲ့ transport ခုနပြောအိမ်မှုရှာနေနဲ့စမ်းတတ်ကြည့်ပါဒီကောင်ကဘာပြလဲဆိုတော့ဒီသိစိတ်ဟာဒီတော့ဒီ reasonable process လို့ခေါ်တယ်သူကအကျိုးကြောင့်စီရဖြစ်စဉ်နဲ့တော်တော်ကြီးကွာခြားပါဒီမသိစိတ်ဟာဒီကျိုးကြောင့်စီရမို့သူမသိဘူးကပြောချင်တာဘယ်ဟာပဲထည့်လိုက်အမှန်လေးကိုထည့်ရင်လည်းသူကအမထင်သူလက်ခံပေါ့ဗျာသူကသိစိတ်တော့သူမခွဲရတတ်ဘူးတော်တော့သူကဒီကိုပေးလိုက်တဲ့သဘောတည်းမှာသူပြန်ပြီးတုံ့ပြန်ပါဒီမသိစိတ်ကိုဒီကျွမ်းကျင်တဲ့ဒီ hypothesis ကိုဒီစိတ်ညှို့ပြန်ရှင်ကလူတယောက်ကိုသူ့ရဲ့ကျောင်းသားတယောက်ကိုဘလို့မှာဒီခန္ဓာကိုယ်မှာကြောင်းပေါ်မှာဒီရရံမှုတွေအခြေတွေလောက်ခိုင်းရဆိုတာအဲ့မှာချက်ချင်းပဲသူ့ရဲ့ဒီဟိုမှာနှာခေါင်းနဲ့တွေးထောင်လို့ဆိုတော့အဲ့လိုတခုလောက်ခိုင်းလိုက်ပေါ့ဗျအဲ့မှုရှာရှိပါချက်ချင်းပဲခန္ဓာကိုအဲ့တိုင်းဖြစ်လာပေါ့မှာအဲ့မသိသေးလောက်ပြအောင်အဲ့မှာဒါစမ်းသပ်ကြည့်ရဟဲ့ပေါ့ခုနပြောပေါ့အဲ့မှုရှာရင်အကုန်ပြန်မေးလို့ရပေါ့ဗျအတိတ်ဘဝထိသူမေးလို့ရသိစိတ်ကတော့သူအကုန်သိတယ် reasonable mind ဖြစ်တယ်မသိစိတ်ကြတော့ဘာမှမသိဘူးသူကဒါပေါ့သူကအလိုရင်းလို့ရှိအောင်သိစိတ်ကတော့မှဆိုးကောင်းမှမှန်အကုန်သူဝေဖန်ပိုင်းချနေသိစိတ်ကတော့မသိစိတ်ကအဲ့လိုသူမှမရှိဘူးကိုထည့်လိုက်တဲ့ idea တိုင်းပဲသူရန်လို့တော့ပဲ
မသိစိတ်ကိုတစ်ခါမှဒီမှာ objective mind လို့ခေါ်နေပါတယ်ကောင်းရှာ mind ပေါ့ကွာ objective ကဆိုတာသူကဒီဖန်တီးဟောဖြစ်တယ်ဟောပေါ့မသိစိတ်ကြတော့သူကဒီဟောတော့သူက objective မဖြစ်ဘူးပဲသူကမသိစိတ်ကြတော့သူကဘယ်လိုဖြစ်ဆိုပါဒီသူကပြောတယ်သိစိတ်ကနေဖန်တီးလိုက်တဲ့ဟာပဲသူကဟောဖြစ်တာပါသူက subjective ပေါ့ objective နဲ့ subjective ပေါ့အဲ့မှာမသိစိတ်ရတဲ့ subjective mind ပေါ့သူကတော့ဒီဟောဘာမှသူစိုးကောင်းကျိုးကြောင့်သူဝေဖန်မနေတော့ဘူးခုနပြောလို့ဒီသူ့မှာလူကအောင်မှာကိုယ်လူတွေထည့်လိုက်တဲ့အတွေးတိုင်းသူမှတ်ထားပြီးတော့သူဒီတိုင်းပဲပြန်ပြီးတုံ့ပြန်ပေးတာပေါ့ဒီနောက်ပိုင်းမှာသူဘယ်လိုသုံးချမှာဆိုပါလာပြီဒီမှာတော့ loss ဒီစိတ်ရတဲ့ဖို့သူရှင်းပြထားပါပဲဒီခံပါနောက်ဒီမှာနိုင်ငံနဲ့ဒီအကျင့် subjective mind ကိုဘာ subjective mind ကိုတက်မှတ်မှန်ကောင်းတဲ့ဒီ objective mind ကိုသူကအသုံးပြုပေးရပါပြီးတော့ဒီဘက်ကကိုလိုချင်းဟာသူက repetition ခေါ်တော့ auto suggestion ပေါ့တိုက်တွန်းလို့ဆိုနေတယ်မှာထည့်ပေးရပါsubconscious mind နောက်သူက argue မလုပ်ဘူးဗျာသူက dispute မလုပ်ဘူးခင်ဗျပြောလိုက်တဲ့ခင်ဗျကျွန်တော်ပြောလိုက်စကားသူလုံးဝပြန်ပြီးတော့မတုံ့ပြန်သူပြောတယ်လက်ခံတယ်wrong information ထည့်လဲ wrong information သူလက်အမှန်လို့ပဲသူလက်ခံတာပဲမှားမှန်သူမသိဘူးဒီကောင်ကအရေးကြီးပါအဲ့တော့ကိုကဒီfalse information ပဲထည့်မှဆိုသူဒါလည်းသူ false ပဲမှားမှန်ပြီးသူကဒါလို့လက်ခံထားပါဒီညောင်းနေတော့နေတာပေါ့ဒါဖြည်းဖြည်းတွေ့ဒီကျင့်ကြံအထောက်တွေကသဘောသိလာပါတွေ့တခုဒီမသိတဲ့နေမှာဆို impress ထည့်လိုက်ပြီဆိုရင်ယုံအဲ့ဘယ်ထည့်လဲဒီ belief ယုံကြည်မှုကစင်ထည့်လိုက်ပါအဲ့ချိန်မှာ तू ထည့်လိုက်ပြီဆိုရင်မသိတဲ့ဟာထည့်လိုက်တဲ့ဟာ तू မှတ်ထားလိုက်တယ်ပေါ့လေအဲ့မှတ်ထားလိုက်တဲ့အတိုင်းပဲ तू ကပြန်ပြီးတုံ့ပြန်ကိုကမှားဖြစ်မှန်တယ်ဖြစ်အဲ့လို तू ပြန်တုံ့ပြန်သူကထက်ကထထဲ့ဖန်များတယ်မသိသေးတော့အင်အားကြီးသွားပါအဲ့လိုသူကပြောရင်တော့ဒီ habit လို့ခေါ်တယ်ကျမ်းမာခြင်းအတွေ့အတွေ့ရင်ကျမ်းမာလာပေါ့ဒီသဘောဒါပြောရအောင်သူကမကျမ်းမာလို့ကိုကကျမ်းမာနေသူက happy ဖြစ်နေတယ်ငါမကျမ်းမာဘူးလို့တွေးဖန်များတယ်အဲ့လိုကဖြစ်ဖြစ်နေမကောင်းဖြစ်လာတယ်အဲ့သဘောဒီမျိုးအဲ့ဒါမနဲ့မှတ်လို့ရတယ်သူတို့ဆိုဥမာ harmonious ဖြစ်တဲ့အတွေ့တွေ peaceful ဖြစ်တဲ့ contradict အတွေ့ကိုတွေးမှဆိုသူကဒီတိုင်းပဲပြန်လုပ်မှာပါနောက်တစ်ဖက်မှာသူကဒီမပြောရှင်းတဲ့အတွေ့တွေကိုအရှုံးတွေးဖန်များတယ်သူကအရှုံးရလာပါဒါပဲသူကပြောရှင်းအောင်အဲ့တော့ဒီမှာကိုစဉ်းစားမဲ့ point ကပါလဲဆိုတော့ကိုမသိစိတ်ကိုဘလို့ဒီမှန်တဲ့အတွေ့တွေဘလို့ထည့်ပေးမလဲပေါ့ဒီချက်အတိအကျပါတယ်ဗျတော့ my dress သူကမသိစိတ်ကိုမှန်တဲ့အတွေ့တွေမှန်တဲ့ဒီ force တွေမထည့်ပေးနဲ့ right ဖြစ်တဲ့ thought right thought တွေထည့်ပေးလို့ရပါပေါ့ဒါပေမဲ့ဒီတေကိုထုတ်တဲ့ကိုကသိစိတ်နဲ့ဖန်တီးရပေါ့သိစိတ်ကလည်းအရင်ပါပါတယ်ဒါပေမဲ့ဒီသိစိတ်ကိုခိုင်းပြီးတော့မသိစိတ်ကိုပြန်ပြီးတော့ညှို့ရပေါ့သူကအဲ့တန်းပေါ့ဒီသိစိတ်ပါဝါတော့ဒီမှာ tremendous ဆိုတော့ပြောတာ tremendous ဆိုလုံးဝ off ကောင်းလောက်ပေါင်းတော့ပေါ့ဒီအဲ့တော့ဒီသင်္ဘောတိထွက်တဲ့ခါမှာသူက pick and share သိစိတ်ပေါ့ဒါပေမဲ့မသိစိတ်ကသူသင်္ဘောရွေ့နေတာပေါ့ဗျအဲ့တန်းပေါ့ဒီသင်္ဘောယူပစ်ကန်တဲ့ဟာသိစိတ်တော့သိစိတ်ပစ်ကန်တဲ့သင်္ဘောရွေ့နေတော့မှာသိစိတ်ပစ်ကန်တဲ့မှာမသိစိတ်ကလည်းလိုက်ပြီးတော့မောင်းနေပေးတာပေါ့ကျွန်တော်ဘွားတယ်အဲ့ဒီတိုင်းပဲဥမာပေးရအောင်အဲ့လူတယောက်နဲ့တယောက်မတူဘူးရှမ်းသာစင်းရင်အောင်မြင်ခြင်းမအောင်မြင်ခြင်းဒီပေါ်မှာအများကြီးမှုတော့ကိုယ့်ရဲ့မသိစိတ်တွေဘာတွေးထဲနေလဲပေါ့တနေ့နေ့တော့ဆိုဒီ different belief နဲ့ဒီကုနာ condition ပေါ်မှာမူတည်ပြီးတော့မှဒီအခြေအနေလေးကွာလာပေါ့ဗျာဒီကိုယ့်ရဲ့ဟွာကိုအမြဲတမ်းအကောင်းကြီးပဲလုံးဝဒီ right thought တွေ right action တွေပဲထည့်ပေးဖို့လို့ဒီရှိုင်းတလုံးကိုရှားတဲ့အချိန်မှာသူကမှန်တဲ့စလုံးကိုရှားပေးတယ်မသိစိတ်ထဲမှာလဲအဲ့မှာထည့်ထားရမှာကိုလိုချင်အောင်အချိန်မှာမှန်ကန်တဲ့စလုံးကိုထုတ်ပေးလို့ပဲသူကလည်းမှန်ကန်တဲ့စလုံးထုတ်ပေးလို့ဒီမှာဥမာတစ်ခုသူပေးထားပါတယ်ဗျာသင်္ဘောသားတယောက်ပင်လေးမောင်းတဲ့အချိန်မှာ
အမုန်းတိုင်းတိုက်လိုက်ခါမှာသူလုံးဝဒီဖီးရဝင်လာပေါ့ဗျာစကွန်ရှမကလည်းအမှမသိစိတ်ကိုသူကဆိုင်တော့သူကအဲ့မှာမကြောက်နဲ့လို့သူသိစိတ်ကနေပြောတာပေါ့ဒီမှာတော့ဒါပေမဲ့သူကဖြစ်တယ်ပေါ့တုံးရင်းနေပေါ့ဗျာသူကမုန်းတိုင်းတိုက်တဲ့ခါမှာအဲ့မှာသူကဒီ negative suggestion တွေဒီသူကထက်ကသူမကြောက်ဘူးလို့ ornament သူကမရဘူးဗျကြောက်စစ်ဖြစ်တော့မှ line မှာမူးလာပေါ့အဲ့ဒါသူဘယ်လိုလုပ်ရဆိုဒီမှာအဲ့မှာဒီအဲ့ပြီးလို့ passenger ဆိုသူနဲ့ဒီခရီးပေါ်က already worry about becoming sick တော့သူကပြောမယ်ဒီက line မူးလာတဲ့လူကြောက်ကလေ line မူးမယ်အတွေ့မင်းထည့်ထားပါမလား line အဲ့အတွေ့ကြောင့်သူစီးစစ်ဖြစ်လာပေါ့သူကအဲ့တော့အတွေးဟာ suggestion ဟာကိုယ့်ရဲ့ပုံမှာလုံးမှုရှိရဆိုပြရပါသင်းဘောမတည့်တဲ့မူးမှတ်ထားလို့ကသင်းဘောမူးတော့ဗျာကားမူးတာဒီတိုင်းပေါ့အထဲမှာသူကစတွေ့တယ်သူမမူးဘူးလို့ဥမာကားဖြစ်ဒီ line ဖြစ်မမူးလို့တွေ့တာတော့မမူးနိုင်ဘူးဒါတော့သူကသင်ပြတာဒီ suggestion ပေါ့ကိုယ့်ရဲ့ထင်မြင်ရှက်တယ်လေဘောကဒီ subconscious power စတင်တာပေါ့ဗျာဒီမှာနောက် example တစ်ခုပါပါတယ်ဗျာဒီမှာသူ့ရဲ့နာမည်ကဘာလဲဆိုတော့ဒီမှာ London True Foreign ထဲမှာဒီ cutting custom ဆိုဟောတယ်မှာဟောတယ်ပေါ့ဗျာဒေါက်တာအင်းလင်းဖလီဒီမှာသူကပြောပြပါလူတယောက်ကြောင်ပြောပါတယ်တဲ့အဲ့စာရေးဆောက်သူ့မှာဒီငွေရက်သမီးတယောက်ဟာဒီ suffer ခံစားနေရပါဗျာခုနကဒါ crippling ဆိုတာဒီအောင်ကြောင်းဒီမှာလုံးဝဒီဒုက္ခိတဝါမျိုးပေါ့ဘယ်လိုပြောမလဲလေးဖြန်းလို့ဖြစ်သွားတာပေါ့အဲ့တော့အများကြီးကုသကြည့်ရပါဗျာတောက်ခေါ်ပြီးတော့ပြတတ်ရဲ့ဒါမဲ့မရဘူးဗျာသူကမရတော့သူနည်းအဖေကစိတ်ပြက်လာသမီးဒီမှာအဲ့ချိန်မှာဒီစာရေးဆရာကျွန်တော်ခမရသမီးကိုဥပ္ပေမှာပေါ့ဗျအဲ့လိုပြောတာပေါ့ခုနဒေါက်တာဖလီကပေါ့လေဆိုတော့စာရေးဆရာပြောပြတာပေါ့ဒေါက်တာဖလီကအဲ့ချိန်မှာမိသားစုရဲ့အကုန်ကားမောင်းထွက်မှာပြတဲ့မှာအဲ့ကားကလေဒီမှာသူ head on collision လို့သူရေး embosser ဒီဘာမှသူအဖေရဲ့ညာဖက်လက်ကလေးမှာဖြတ်ခင်ထားတယ်အေးထားပါအဲ့ချိန်မှာသူဆေးဝါးလာအိမ်ပြန်လာတော့အဲ့ချိန်မှာသူတွေ့ရပါသူသမီးကိုတော့ဒီသူသမီးဟာလုံးဝဒီ skin condition တွေအကုန်သူကအရေးပြောင်းပေါက်နေရတယ်ခုနပြောဒီဒုက္ခိတဖြစ်နေတာပျောက်နေဆိုတာသူတွေ့လိုက်တယ်ပြောချင်တာကသူကဒီယုံကြည်မှုကိုပြောင်းပေးလိုက်တာပေါ့ဗျာအဲ့လိုပြောင်းပေးလိုက်တဲ့အချိန်မှာအဲ့တော့မသိစိတ်ကို view decide အနေနဲ့ suggestion ကိုထည့်ဖို့လိုတာပေါ့ဒီကအဲ့ suggestion ကနေသူက belief ကနေမှကူးသွားပါပေါ့မိုးကလေးရွာတော့အမှန်သိမကြတော့ဘူးအဲ့တော့ဒီမှာတော့ example တော့အများကြီးပေါ့ဗျာနည်းနည်းဗီဒီယိုရှင်မှာဆိုလို့သိမဖတ်တော့ပါဒီမှာမှတ်ဉဏ်ပြောင်းတဲ့လူတွေမှတ်ဉဏ်ပြန်ရလာတယ်ဒီမှာရေးပြထားတာပေါ့နော်နောက်ဒီအဖျားဖြစ်နေတဲ့လူတွေစိတ်တူတဲ့လူတွေစိတ်ရှည်လာတယ်စိတ်ဆိုးနေတဲ့လူစိတ်ပြန်ကောင်းလာပေါ့သူကအဓိကတော့ဒီခုနပြောတဲ့ကိုယ့်ရဲ့မသိစိတ်ဟောပြောင်းပေးလိုက်တာပေါ့ဗျာဒါပါပဲဒီကတော့ဒီမှာအောက်မှာနောက် negative suggestion တွေပေါ့ဗျာသူကဒီကောင်ကရေးကြည့်အောင်ကျွန်တော်မလုပ်နိုင်ဘူးကျွန်တော်မလုပ်တတ်ဘူးအဲ့လိုခဏပြောတဲ့လူတွေကလည်းဒီတိုင်းပဲဖြစ်လာကြကျွန်တော်ဒါမတတ်ဘူးကျွန်တော်စီးပွားရေးမပြေလို့ပါဗျာကျွန်တော်အကျွေးဒီလိုခဏပြောပြန်များလူကလည်းမင်းတို့ဖြစ်လာပေါ့ယောဂကြောင့်မင်းတွေးရလို့ယောဂဖြစ်လာအဲ့လိုမျိုးပေါ့ဒါပေမဲ့ယောဂကြောင့်မတွေးရအောင်မဟုတ်ဒါပေမဲ့
အရင်လုံချုံမလုပ်ဘူးပေါ့သူကမသိစိတ်တွေရောက်သွားသူကဟောဖြစ်တာပေါ့အဲ့အတွက်သူကဘာလို့အောင်ဆိုဒီမှာသိစိတ်မသိစိတ်ကိုအမြဲစစ်စစ်နေဖို့လို့ပေါ့အဲ့တော့ပထမဆုံးဒီအဆင့်ကတော့ဒီပထမဆုံးခြေလမ်းကတော့အဲ့ဒီမျိုးလုပ်တဲ့အမြဲတတိထားနေရမယ်ကိုယ့်ရဲ့အတွေးတွေကိုလေဟုတ်ဘယ်လိုအတွေးနဲ့ကိုယ်ကချိန်နိုင်နေလေပေါ့ဒီတန်းဒီအတွေးကိုမစီးစိုက်မစင်ချင်ပဲထားရင်တော့သူကဒီမသိစိတ်တွေရောက်သွားတယ်အမြဲတမ်းကိုလုပ်တဲ့တော့ contract တွေဖြစ်လာပေါ့ contract တွေဆိုတော့ကောင်းတယ်ပေါ့အမှ auto suggestion သွင်းနေအောင်ပဲငါလုံနိုင်တယ်အဲ့လိုမျိုး I can do it အဲ့လိုမျိုးအဲ့လိုလုံရင်းနဲ့ဒီ negative mind တွေပေါ့ဟိုကအဲ့ဒီ positive mind တွေစိုးမိုးသွားရင်တော့သူကကောင်းတဲ့ရလာတယ်ဒီမှာကျန်တဲ့ဟာတွေကတော့ဒီဟောဖြစ်တာပေါ့သူကဒီ negative suggestion တွေကိုသူကအမြင်နဲ့အပင်စိုက်လို့ကတော့သူကအပီးပွင့်လာမှာသိချင်ဒီ suggestion ဟာတဲ့ဒီမှာနောက်ခုရတာပဲလူတယောက်ကိုတတ်နိုင်တယ်ပေါ့ဟိုအတွေးနေပေါ့မှာလူတယောက်ဟာကိုယ့်ရဲ့အတွေးကနေလူကိုအဲ့အသက်ကိုတတ်နိုင်တယ်ဆိုလေဒီမှာရေးပြထားပါကွာအဲ့ခုန suggestion ကိုတော့တယ်ဘယ်လောက်ကြောက်အောင်ဆိုတော့တခါလေးလူပြောရရှိပါလေဘာမရရင်တော့ငါသိမယ်အဲ့လိုပြောရအဲ့မသိစိတ်ရောက်သွားရင်အဲ့တကယ်ဖြစ်တတ်ပါတယ်ဥမာတော့ဆိုပေါ့မှာရေးတော့ဒီကောင်လေးမရရင်တော့ငါသိမယ်လို့ပြောရင်အဲ့လိုတကယ်ဖြစ်တတ်ပါတယ်အဲ့လိုပေါ့သူကဒီကိုယ့်ရဲ့လူတယောက်တော့တတ်နိုင်စွမ်းအားရှိတယ်အဲ့တော့တယ် suggestion တွေမှာလည်းပေါ့ကိုယ့်ရဲ့တော့နဲ့ suggestion ကိုရန် you decide လုပ်ဖို့လိုပါတယ်ကိုတွေးလိုက်တဲ့အတွေ့အတိုင်း suggestion ထဲမှာ power မြင့်ရှိနေပါမသိစိတ်မှာအပင်စိုက်ဖို့တူကမသိစိတ်ပြန်ပြီးတုံ့ပြန်လိုက်ရှင်မှာအသိပွင့်လာတဲ့ခါမှာbad suggestion တော့ဒီ wrong suggestion ထည့်ထားတယ်ဒီတိုင်းပဲသိလာအောင်သူကအဲ့ဒီဟာကိုကျွန်တော်ဘာနဲ့ထင်ကြအဲ့ကိုယ့်ရဲ့ thought feeling ကိုရန် control လုပ်ဖို့လိုပါအဲ့တော့ control လုပ်ပြီးတော့ခုနပြောလို့ဒီပြန်စီစစ်တဲ့ခါမှာကိုယ့်ရဲ့အတွေ့အမှန်ကန်နေမယ်ဆိုတော့သူကမသိစိတ်မှာမှန်တဲ့ဟာတွေကြောက်တော့သူကဒီအမြင်နဲ့မကောင်းမြင်လက်ရှိတဲ့လူအဲကြောင့်မကောင်းမြင်စိတ်တွေမြင်ဖြစ်လာဘူးမကောင်းတဲ့တွေ့ထဲနဲ့ပြန်ကိုကမသိလက်ခင်မှာဟိုကအပိန်ပေါက်နေပဲအသိပွင့်တဲ့ခါမှာအဲမကောင်းတဲ့ဟာတွေပေါက်လာပါမသိစိတ်ဟာပြီးတော့လုံးဝ all watch ပေါ့ဗျာသူကလုံးဝညံကြည့်ရပါအဖြေတိုင်းဥစ္စာတိုင်းအဖြေကောင်သူဖြေနိုင်တယ်မသိတာသူမရှိဘူးကြိုက်တဲ့ဟာဖြေခိုင်းလို့ရတယ်ကိုကမေးခွန်းမေးတတ်လို့ရပေါ့လေကိုကမလုတ်တတ်ဘူးမလုတ်နိုင်ဘူးတွေ့ရင်အဲ့မလုတ်တတ်ဘူးဆိုတဲ့တွေ့ရတယ်မသိစိတ်တွေရောက်သွားတာပေါ့အဲ့ဒီတိုင်းမှာသူကပြန်တုံ့ပြန်တာပေါ့ကျွန်တော်လုံနိုင်တယ်လို့မှတ်ထားရင်သူကဒီတိုင်းပဲမသိစိတ်ပြန်လုံနိုင်အောင်သူကနီးလန့်ရှာပေးရပေါ့ဒါပဲတည်းကသူကအကူကအတွေ့တွေမှာအတွေ့တွေမှာသူကဒီ limitation တွေ frustration တွေကန့်သက်ချက်တွေအနောက်ရှယ်တင်ထားမယ်ဆိုဒီဘွားလည်းနောက်ရှယ်များတာပေါ့အကိုတွေမှာလုံးဝဒီမှာလုံနိုင်လို့ဒီလုံးဝကောင်းတဲ့တွေးဖို့လိုတာပေါ့ဒီကတော့မသိစိတ်ကလေးခုနပြီးခဲ့ပတ်ကပြောတဲ့ထဲမှာပါမဟာညင်တော့ infinite intelligence တော့ပြီးဆက်တူပြီးတော့သူကအကုန်ဖန်တီးပေးရပါပဲကျွန်တော်လိုရတဲ့ plan တွေပိတ်ဆင်ရှာမယ်ဆိုပြီးပိတ်ဆင်ဘယ်လိုရှာမလဲနီးတယ်လာပြီးတော့အိမ်မက်တင်လို့ဖြစ်ဖြစ်အိမ်မက်တခုစိတ်ထဲမှာအော်တိုလာပြီးတော့လင်းအောင်ခဏလက်လို့သူကအဲ့လိုပြန်ပြီးတော့ပြန်နီးလန်းရှာပေးရအောင်ပြောရင်တော့ဒီမှာလိုရင်းတွေကတော့နေမကောင်းဖြစ်တာဖြစ်ဖြစ်ကြမ်းမလောင်ဖြစ်ဖြစ်ဒီစီးပွားတက်အောင်ဖြစ်ဖြစ်ဒီတွေကိုအများကြီးခိုင်းလို့ရပါနောက်ခိုင်းတယ်မှာသူဝင်နေပတ်သက်တာပါပါတယ်ဒီမှာတော့ဒီသူကရေဘူးရရှင်းပြထားတယ်ဗျဒီတဲမှာတော့မသိစိတ်နဲ့မသိစိတ်ပေါ့အမှစိတ်တွေဘယ်လိုလုပ်လို့ဆိုတာလေးကိုရှင်းပြထားပါဒါလေးကိုဒီမှာကိုကျင့်ကြည့်မှဆိုရင်နောက်သဘောနဲ့ပေါက်လာအောင်မသိရလေဒီမှာလက်စီကလမ်းမေးတော့ရပါတယ်ပြန်ဖြစ်ပြအောင်ဒီမသိစိတ်ကကိုကောင်းတဲ့ဟာထည့်ပြီးတော့ response လုပ်တဲ့အခါကောင်းတဲ့ဟာဒီကလိုရင်းတဲ့ data ပါပဲသူက
ဒီခန့်ကိုပြန်ပြီးတော့ဒီမှာ summary ချုပ်မယ်ဆိုတော့ဒီမှာဒီပထမဝမ်းမှာသူကကောင်းတာပဲတွေ့ပါတဲ့ကောင်းတာလိုက်လာနိုင်မယ်တဲ့မကောင်းတာတွေ့ရင်မကောင်းတာလိုက်လာဒါပဲနံပါတ်2ကတော့မသိတဲ့ဘယ်တော့မှနည်းနည်းအငင်းခုံမလုပ်ဘူးသူကပေးတာပဲသူကလက်ခံတာတော့တခုကိုကိုကဝေးရှင်းနေဆိုတာငါဝေးနိုင်တယ်ဆိုတော့အဲ့လိုငါမွေးနိုင်ပါဘူးတွေ့ရင်ဘယ်တော့မှမွေးနိုင်ဘူးအဲ့တိုင်ပဲသူကဒါပြောတာပေါ့သူကဒီကိုမှအဲ့နံပါတ်3မှာတော့မသိစိတ်ကိုမှခန်းဆင်ပဲပါဝါကိုရဲ့သိစိတ်မှရှိပါတယ်ကျမ်းမာခြင်းကိုရွှေ့ရှင်ကျမ်းမာခြင်းလာမယ်လူရင်းနဲ့ဥမာယင်းနိခင်မင်းကြီး friendly ကိုရွေးရင် friendly လာမယ်cooperation joyous ကိုရွေးရင်ဒါလည်းလာပေါ့ဗျအဲ့လိုပြောရင်တော့ကောင်းတာရွေးရင်ကောင်းတာဒါပဲသူကနံပါတ်4မှာတော့ဒီမှာဒီသိစိတ်ဟာမသိစိတ်ကိုဝင်ဖို့တဲ့ဒီကတကားဘောလို့ထားကြည့်ထားမယ်တဲ့သိစိတ်ကမှတွေးတာတွေးနေမသိစိတ်ရောက်တော့အဲ့သိစိတ်ရဲ့ဒီအဆောင်ပြောင်းနေတဲ့ရှာစောင့်ကြည့်ထားပါပဲမှားမိတဲ့ false impression မထည့်မိပေါ့ကောင်းတဲ့မှန်တဲ့ right impression သူမ right thought right ဆိုရင်ထည့်ပေးနေဟုတ်တယ်မှာကိုစူးစမ်းအောင်နံပါတ်5မှာတော့ဒီမသိစိတ်ဒီကိုယ့်ရဲ့အတွေးတွေအမြင်နဲ့ movement ဖြစ်တဲ့မှာလှုပ်ရှားပါဝါရှိနေမှာနံပါတ်5ဒါအဲ့တော့ reject တော့ဘာမှာချို့အတွေ့တွေဟွာတွေကိုကိုကဖြေရှားဖို့တယ်မှာစူးစမ်းမယ်ကောင်းတဲ့ဘက်ကိုပြောင်းပေးရမှာကိုပြောတဲ့ဟာလေးကိုကဂရုစိုက်ကြည့်ရမယ်ဟိုမှာကိုကအာဝဲဖွင့်ငါရှုံးမယ်လို့မှရှုံးလိမ့်မယ်ငါအလုပ်ပြုတ်မှပြုတ်လိုက်မယ်အဲ့တော့လေကိုကတိတ်မတွေးနဲ့ပေါ့မသိဆိုတာအိပဲကြီးမဟုတ်ပါဘူးသူကတတိထားပြီးတော့အောင်ပါဒါကောင်းတဲ့တွေးပြောင်းလဲရနိုင်ပါတယ်အဲ့တော့နံပါတ်8မှာတော့ခုနကပြောလို့ပဲမှာ I can လို့ဘယ်တော့မှမပြောနဲ့တဲ့ I can do it လို့ပြောတော့အဲ့တော့လုံနိုင်လိုက်မယ်ဒီ post ဆိုတော့ခက်တယ်ကွာမလုံနိုင်ဘူးကွာဘယ်တော့မှမလုံနိုင်တော့ဘူးနံပါတ်9မှာတော့သူကဒီလုံးဝသိရှာstem point internet truth နဲ့စဉ်းစားဖို့စတင်ပါတယ်ပြောချင်တာသူကဒီကြောက်စိတ်တို့ encounter တို့ superstition ကိုသူကမတွေးနဲ့ပေါ့ဗျာအဲ့ဒီမှာကြောက်စိတ်တယ်အဲ့တော့ဒီမသိမှုတွေ superstition ဆိုတာဒီမှာအယူသိမှုတွေမလုံးနဲ့ပေါ့ကောင်းတဲ့ကိုယ့်တွေ့ကိုမှန်ကန်တဲ့တွေ့ကိုရွေးပြီးတော့မှမှန်ကန်ဆုံးနဲ့ရှာပေါ်တယ်ဟုတ်ပြီနံပါတ်10မှာတော့မင်းဟာတဲ့မင်းစိတ်ရဲ့ဒီမှာပိတ်ကန်ရှင်ဖြစ်တယ်ဗျာဒါဟုတ်သူကဟိုနဲ့ပြောလို့သိစိတ်ကိုပိတ်ကန်ထားတာပေါ့ဗျာကိုကဒီစွမ်းရင်ရှိတဲ့သိစိတ်ကိုကောင်းတဲ့တွေ့နဲ့ထည့်ပြီးတော့မသိစိတ်ရောက်တော့နေတာကောင်းတဲ့ရောက်ဒါပဲထပ်တယ်မှာဒီခန့်နောက်ဆုံးပြန်ရှုံးမယ်နံပါတ်7မှာမသိစိတ်ကဒီမှာသိစိတ်ကပြီးတော့ယူဆထားပြီးတော့ယုံကြည်မယ်အမှန်ယုံကြည်မယ်မသိစိတ်ကလည်းအဲ့တည်းမှာယုံကြည်နေမှာပေါ့ပြောရရင်ဒီမှာကန်ကောင်းမယ်လို့ fortune ဖြစ်မလို့မှတ်ထားရင်ကန်ကောင်းလာရမယ်ဒါပါသူကဒီကမင်္ဂလာမြောက်တယ်မှရင်မင်္ဂလာမြောက်လာမှာအဲ့တော့ဒီကိုယ့်စိတ်ကအများကြီးမှုတွေပါတယ်ဒီကပြန်ကြည့်မယ်ဆိုတော့ဒီနေ့ခန့်မှာ your might work how your might work ပေါ့လေစိတ်ဘယ်လိုလုပ်လို့လဲပေါ့စိတ်မှာနှမျိုးရှိတယ်လိုရင်းနေရှိပါရင်သိစိတ်မသိစိတ်ရှိတယ်မသိစိတ်ခံဖို့လေသိစိတ်နဲ့ဆင်ပြန်လုပ်ပေးရသိစိတ်ကနေကောင်းတဲ့တွေ့ထဲပြီးတော့ပေါင်းတဲ့ဟာကိုဖန်တီးနိုင်ရင်ကိုယ်လိုရှင်ကျိုးရလာတယ်လေသူရလာမှာမလွယ်ပါအဲ့အတွက်ဒီမှာဒီအခန့်တုဖြစ်တယ်နော်အခန့်နံပါတ်2ဖြစ်တယ်မှာ how your might work ဆိုတာလေးကိုဒီမှာတင်ပြပေးလိုက်ပါဒီမှာစာနာထောင်မိတ်ဆွေပရိသတ်တွေနဲ့ဒါရင်းနာထောင်ပြီးတော့အကျိုးတွေရမှာဆိုရင်ဒီစာအုပ်ဖိုက်ဖြတ်ကြုံနပ်ပါပြီလို့ပြီးအဲ့ဒါနဲ့သိချင်မလို့ဒီမှာနည်းတနေ့တပုတ်တင်ထိုးတယ်မှာအမှန်တင်ပေးလိုက်ပါတယ်ဒီမှာလိုရင်းဒီစာအုပ်ဖတ်ရှင်နေဆိုလဲဒီ website မှာရှာပြီးတော့ဖတ်နေလို့ဖတ်ကြည့်လို့ရပါတယ်ဟုတ်လုံးကျန်မှရှင်းလာပြီးတော့ဝါပါလို့စပ်ပြရပါစေလို့ဆုတောင်းနေဒီကလေးဒီမှာဆုံးသွားရပါတယ်